တငယ်ချင်းတို့ရေညစာစားပြီးကြပြီလားကျမကတော့ဒီနေ့ညနေစာကိုငတိုင်းချောက်ဟင်းရေချူချူလေးနဲ့စံစည်းအရေးဖြော်လေးလှူစားလိုက်အောင်မယ်နော်တငယ်ချင်းတို့လည်းဝါသနာပါလို့လိုက်ချက်စားခြင်းနဲ့ဆိုရင် channel လေးပြပြပေးသွားမှာမို့ကျမနဲ့တူတူအဆုံးထိလိုက်ကြည့်ပေးကြပါအောင်နော်ပထမဆုံးအနေနဲ့အသားနှွင်ထားတဲ့ငချောက်လေးညှိမပေးလေးရယ်ရောင်တင်မုံလေးရယ်ကိုစီပူပူလေးထဲမှာထည့်ကြပါမယ်ပြီးရင်ရေထဲစားချုံမုံရတာမုံလေးထည့်ပြီးအချိန်ကြာကြာလေးထည့်ချက်ပေးပါတယ်ငချောင်လေးကအချိန်ကြာကြာချက်လေးသူ့ရဲ့ချိုးရဲရတာပို့ထွက်လေးဖြစ်တာကြောင့်ကျမကတော့အချိန်ကြာကြီးတည်ထားလိုက်တယ်ခရမ်းကျင်လေးထည့်ပြုတ်ပြီးညံအောင်ကြိတ်ထားမယ်ဟင်းရေအိုးလဲရပြီဆိုတော့ခေါက်ဆွဲပွဲလေးစပြင်လိုက်မယ်နော်ငါတိုင်း6ဟင်းရေလေးကစံစည်းခေါက်ဆွဲနဲ့ပူလိုက်တာကြောင့်စံစည်းခေါက်ဆွဲလေးသုံးထားပါတယ်လိုအပ်တဲ့အစာပလာလေးတွေထည့်ပြီးသွားပြီဆိုရင်တော့ခေါက်ဆွဲပေါ်ကိုပွက်ပွက်ဆူနေတဲ့ဟင်းရည်လေးလောင်းထည့်ကျမချင်းချင်းလေးကြိုက်တော့တမယာသီးလေးထည့်လိုက်ပါတယ်ကဲခုဆိုရင်အရသာအရန်ရှိလာတဲ့စံစည်းခေါက်ဆွဲငသိန်း6ဟင်းရည်လေးအစင်သင့်ဖြစ်ပြီးမို့စားလိုက်ပါအောင်မယ်နော်ဘိုင်ဘိုင်